ခွဲပြီးနောက်မှာနေမရတဲ့တယောက်တွေကအမတ်တမဲအတွေ့ရောက်လောင်နေတဲ့တတိယခြင်းတွေဝေးပြီးတော့ကိုချစ်တဲ့မင်းကပြောင်းလဲလို့စပင်းနေတော့ရှိလာအရွယ်တိုက်တဲ့မင်းအချင်းလေးလူရိုင်းကခွလို့ပမလားတဲ့တဲ့ပတ်သက်ဆုံးရဲ့မထီကိုယ်ရွေထားခဲ့ပြီးချိန်မှာကိုယ်ဝေးရရလက်ဖဝါးနူလေးရေဘယ်ရမှမသိကိုယ်ရောဆွဲထားခဲ့မိခဲ့တော့လေလို့ရှာခဲ့ဘုဒ္ဓရဲ့ကိုမြစ်တွေလို့ရှောင်းစုံတဲ့ရွယ်ငယ်လေးဆွဲထားမှတွန်းထုတ်တဲ့မင်းချင်းလေးနာကျင်တဲ့ဥရုတို့ကြွက်ခတ်ဖြစ်တွေရလာနေပြောင်းခဲ့လဲမင်းကိုမေးခါမှသိစိတ်ရှိလို့မထွေးနိုင်သေးကြည်ပါစေဝတ်တွေအသွင်ပြောင်းတဲ့မိုး